ဇလန်းရဲ့စာမှာတော့လူဖီတို့အဖွဲ့ကဘေဘောကစားဖို့အတွက်အသင့်ပြင်နေကြပါတယ်။အဲ့ဒီအချိန်ဘက်ကီကတော့အပေါ်ကနေပြိုင်ပွဲရဲ့အခြေအနေကိုစောင့်ပြီးတော့ကြည့်နေခဲ့ပါတယ်။ခဏကြာတော့ဘန်ကလေးကပွဲကိုစတင်ပြီးဖြစ်ကြောင်းကြေညာပါတယ်။အဲ့ဒီနောက်မှာတော့လူဖီကတစ်ဖက်ကပြစ်လာတဲ့ဘောလုံးကိုရိုက်ဖို့အတွက်စောင့်နေခဲ့ပါတယ်။ဒါပေမဲ့သူကဘောလုံးကိုမကြည့်ပဲအနားမှာရှိနေတဲ့အားလောင်ကိုကြည့်နေခဲ့တာကြောင့်ဘောလုံးကသူ့ရဲ့ဖင်ကိုတက်တက်မှန်သွားပါတယ်။တန်ဘောလုံးအမှန်ခံလိုက်ရတဲ့လူဖီတယောက်အတော်လေးကိုအစ္စလမ်ဝေသွားပါတယ်။အဲ့ဒီနောက်မှာတော့ဇိုရိုရဲ့အလဲကိုရောက်လာပါတယ်။ဇိုရိုကတစ်ဖက်ကပြစ်လိုက်တဲ့ဘောလုံးကိုကာကွယ်ဖို့အတွက်ဘေဘောရိုက်တဲ့နေကိုသုံးပြီးဓာတ်သုံးချောင်းစတိုင်ကိုထုတ်သုံးထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အားလောင်ကလည်းလက်တွေအများကြီးကိုသုံးပြီးတန်ဘောလုံးတွေကိုဖမ်းဖို့အတွက်စောင့်နေခဲ့ပါတယ်။ခဏကြာမှာတော့တစ်ဖက်ကတန်လုံးတွေကိုစတင်ပစ်ခတ်ခဲ့ပြီးဇိုရိုကတန်လုံးတွေကိုတားဆီးခဲ့ပါတယ်။ဒါကြောင့်တစ်ဖက်ကအမှတ်ရတော့မဲ့အချိန်နာမီကဝင်လာပြီးလူဖီဟာသူတို့ရဲ့စီးထဲမှာပဲရှိနေကြောင်းဝင်ပြီးတော့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဦးစွရဲ့အလဲကိုရောက်လာခဲ့ပြီးဦးစွကအတော်လေးကိုကြောက်တူးတုံနေခဲ့ပါတယ်။ပြီးတော့သူကတစ်ဖက်ကပြစ်လိုက်တဲ့တန်လုံးကိုကြည့်ပြီးအမြန်ရှောင်ပေးလိုက်ပါတယ်။ဒါကြောင့်အားလောင်ကဘောလုံးကိုသွားကောက်နေချိန်ဦးစွကတော့တစ်ဖက်ကိုရောက်အောင်အမြန်ပြေးသွားခဲ့ပါတယ်။သူကအချိန်နဲ့တစ်ဖက်ကိုရောက်ဖို့အတွက်သွားနေပေမဲ့သူ့ရဲ့နှာခေါင်းကမြေကြီးနဲ့ထိသွားခဲ့ပြီးတစ်ဖက်ကိုမရောက်ခင်မှာအတားခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့စံကြီးရဲ့အလဲကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူကဘောလုံးကိုမတားပဲနာမီကိုဖွင့်ကြောင်နေတာကြောင့်နာမီတယောက်အတော်လေးဒေါသထွက်နေပါတယ်။အဲ့ဒီနောက်သတိဝင်လာတဲ့စံကြီးကဘောလုံးကိုတားလိုက်ပြီးတစ်ဖက်ကိုပြန်ပေးလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့နာမီကအယမ်းပျော်သွားပြီးစံကြီးကလည်းသူ့ကိုနာမီကချီးကျူးစေချင်တာကြောင့်အနားကိုသွားပြီးဆရာကြီးအထာတွေလုံနေပါတယ်။ဒါပေမဲ့တစ်ဖက်ကိုပြေးမသွားတဲ့အတွက်အမှတ်မရလိုက်ပဲနာမီရဲ့လက်ဝါးချက်ကိုပဲခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ရိုဘင်ကတစ်ဖက်ကပြစ်လိုက်တဲ့ဘောလုံးကိုဖမ်းဖို့အတွက်သူမရဲ့အစွမ်းကိုအသုံးပြုခဲ့ပါတယ်။ဒါအပြင်လူဖီတို့ကလည်းတစ်ဖက်ကပြစ်လိုက်တဲ့တန်လုံးတွေကိုဖမ်းထားပေးခဲ့ပါတယ်။ခဏကြာတော့နောက်တစ်ပွဲကိုပြန်စားခဲ့ပြီးဒီတစ်ခေါက်မှာတော့လူဖီတို့ကဘောလုံးကိုရိုက်ရမယ့်အလဲကိုပြန်ရောက်လာခဲ့ပါတယ်။ပထမတစ်လုံးမှာတော့လူဖီတယောက်လွတ်သွားပေမဲ့နောက်တစ်လုံးမှာတော့သူကဘေဘောရိုက်တန်နဲ့ခံထားခဲ့ပါတယ်။ဒါပေမဲ့တန်လုံးရဲ့လေးချက်ကိုမခံနိုင်ပဲဘေဘောရိုက်တန်ကကျိုးသွားတာကြောင့်လူဖီကသူ့ရဲ့လက်ကိုပဲအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်သူကနောက်တစ်ခေါက်မှာတော့သူ့ရဲ့လက်ကိုအသုံးပြုပြီးတော့တစ်ဖက်ကတန်လုံးကိုတားဆီးခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ရာဘာအစွမ်းကိုအသုံးပြုပြီးတန်လုံးကိုအဝေးကိုလွှင့်ပစ်လိုက်ပါတယ်။ဒါကိုမြင်လိုက်ရတော့အားလုံးကရန်ကိုပြောသွားပြီးတစ်ဖက်မှာတော့ဘက်ကီကဒေါသထွက်နေပါတယ်။သူကဒီမြင်ကွင်းကိုကြည့်ကပေါက်ပေါက်တွေဖောင်းနေခဲ့ပါတယ်။အဲ့ဒီအချိန်လူဖီပြစ်လိုက်တဲ့တန်လုံးကသူ့ရဲ့မျက်နှာတက်တက်တိုးဝင်လာတာကြောင့်ဘက်ကီတယောက်အထိနာသွားပြီးဒါကမီရဘူးဆိုပြီးတော့ပြောနေပါတယ်။အဲ့ဒီနောက်မှာတော့ဘန်ကလေးကအနိုင်ရရှိသူကလူဖီတို့အဖွဲ့ပြကြောင်းဝမ်းသာအားရကြေညာခဲ့ပြီးဇလန်းကလည်းပြီးသွားပါတယ်။